စွာသောတိပိတများခုတခါနားဆင်ရမှာကတော့အချစ်သမားတွေအတွက်ပါအချစ်ကိုတန်ဖိုးထားအချစ်ကိုကူးကိုကြတဲ့အချစ်သမားတွေဟုတ်ကဲ့ပါကျွန်တော်လိုပဲခံစားမှုချင်းလူညီကြလိမ့်မယ်လို့ကြုံလဲကြုံဘူးကြလိမ့်မယ်လို့ရှင်တို့ဒီတစ်ခုရှင်းထားပါကျွန်တော်ဒီလိုပဲသိရတော့လူမနေတဲ့အိမ်ဆိုတော့သိပါတယ်ချစ်ဆုံးရဲ့ယာလီတွေလီလီနောင်ကြောင်းတော်မှတနည်းကြော်ခဲ့ပြီမင်းကိုခွဲထားခဲ့တယ်အခုလိုဘဝမျိုးမှာမင်းနဲ့ကိုတူနေခဲ့တယ်တို့ချစ်ရုံမှတွေ့ရဲ့ချိန်လေးစီကိုတစ်ခေါက်ရောက်ခဲ့တယ်လေအရာရာတိုင်းဟာအတူလိုပါပဲလားအင်္ဂလိပ်ကစကားဆိုလို့နေမင်းပြန်လာတာတယောက်ထဲလာတယ်မင်းမကြည့်မှဒုလွမ်းရတယ်လေလူမနေတဲ့အင်္ဂလိပ်အထီးကျမ်းဆန်လို့လာတယ်လေမပိုင်ခွန်းလို့ပါမကြိုးရောက်နေလို့ပါမစီနိုင်ကြွေတိုင်းတဲ့နူမုံတယောက်ထဲမြင်ကိုလွမ်းနေအတူလေးကြောင့်အိုးတဲ့လေးမခေါ်တယ်လားဖြစ်မှမိတယ်မင်းစိတ်တဲ့စပယ်ယုံလေးမစပယ်လန်းနေပန်းလို့ဖွင့်လို့တချို့တလေကြွေကြလှပြက်ကနေမင်းဘဝလေးစပယ်လိုပဲအရွယ်မတူပဲကြွေခဲ့ရပြီကိုပြန်ချန်တကားဝမှာကြားခဲ့တဲ့မျက်ရည်တစ်စက်မင်းအတွက်အလွမ်းပြေမင်းမရှိမှကိုလွမ်းမိတယ်လေလူမနေတဲ့အင်္ဂလိပ်အထီးကျမ်းဆန်လုံးလာတယ်လေကျွန်တော်နိုင်လေးမှာဒီဘဝင်ရွှေမျိုးတော်ကြီးကနေပြီးတော့လာရခင်လာခြင်းဖြစ်ပါတယ်ဒီချင်းကိုဆိုလို့ကျွန်တော်ဒီချင်းကိုဆိုလို့အဆိုကောင်းရင်စတူဒီယိုထုတ်ပေးမယ်လို့ပြောလို့ပါကျွန်တော်နိုင်ငံခြားသချင်းတွေလည်းအများကြီးဆိုတတ်ပါတယ်အင်္ဂလိပ်သချင်းတွေပေါ့အဲ့ဒါကြီးလည်းကျွန်တော်အများကြီးဆိုတတ်ပါတယ်ဟိုကကျွန်တော်မြန်မာတိုင်းသချင်းကိုဦးအင်္ဂရာထွင်းရဲ့လူငွေတဲ့ဒီသချင်းမှာကျွန်တော်လိုပဲပေါ်လိုက်မှကနေပြီးတော့အတန်ကောင်းမကောင်းစစ်စစ်ပြီးချင်းပြိုင်မဲ့ငွေလေးများရှင်ဖိတ်ခေါ်ပါတယ်အချစ်ဆုံးရဲ့ယာဒီတွေလီလီနောင်ကျောင်းတော်မှတစ်နှစ်ကျော်ခဲ့ပြီမင်းကိုခွဲထားခဲ့တယ်အခုလိုဘဝမျိုးမှာမင်းနဲ့ကိုတူနေခဲ့တယ်တို့ချစ်ရုံမှတွေ့ရဲ့အချိန်လေးစီကိုတစ်ခေါက်ရောက်ခဲ့တယ်လေရာရာတိုင်းဟာအစ်စ်လိုပါပဲလားအင်္ဂလိပ်ကစကားဆိုလို့နေမင်းပြန်လာတာတယောက်ထဲလာတယ်မင်းမကြည့်မှပူလွမ်းရတယ်လေလူမနေတဲ့အင်္ဂလိပ်အထီးကျမ်းဆန်လုံးလာတယ်လေမစီနိုင်ကြွေရိုင်းတဲ့နူမုံတရုတ်ထွေးမြေလို့လွမ်းနေတူနေကြောင်းဝတ်တဲ့လေးမင်းခေါ်နလားထင်မှမိပြီမင်းစိတ်တဲ့စပယ်ယုံလေးမစပယ်လန်းနေပန်းလို့ဖွင့်လို့တချို့တလေကြွေကြလှပြက်ခါနေမင်းဘဝလေးစပယ်လိုပဲအရွယ်မိုးပဲကြွေခဲ့ရပြီကိုပြန်ချန်တကားဝမှာကြားခဲ့တဲ့မျက်ရည်တစ်စက်မင်းအတွက်အလွမ်းပြီးမင်းမရှိမှပူလွမ်းရတယ်လေ